and defense service ကိုကောင်းကောင်းပေးနိုင်တဲ့တက်တစ်ခုဖြစ်နေကျွန်တော်တို့တည်ဆောက်နေပြီးတော့မှရက်တည်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြလိုပါတယ်လူထုကတာဝန်ကျေပါတယ်ဒီမှာရှိတဲ့ညီကောင်မောင်မတွေတိလားမသိလားမသိဘူးကျွန်တော်တို့တလားအခုဘန်ဒါငွေရရှိမှုကရီနီပြည်နယ်မှာ3,000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ပါအဲ့ဒီ3,000လောက်ထဲမှာ4,000လောက်ကကာကွယ်ရေးဘက်မှာအသုံးပြုတာဖြစ်ပါတယ်4,000ဆိုတဲ့ချီပတ်စံအရေးအတွက်ဟာဥပမာ AKG 4 သိန်းဝယ်လို့ရပါတယ်ကျွန်တော်ဒီမလာခင်မှာစစ်တပ်ရင်တရင်ကိုကျွန်တော်တို့သိမ်းတယ် AKG တသိန်းကျော်လေးပဲကုန်တက်ရင်ကိုပြန်မြအားဖြင့်တသိန်းနဲ့သိမ်းလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်တလားရတဲ့ငွေတွေကကြီးစံ4 သိန်းဝယ်လို့ရရင်အနည်းဆုံးတက်ရင်2ရင်3ရင်ကိုတာလေးသိမ်းလို့ရဒါပေမဲ့စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှ%ကလလာတာကဘယ်နှ%KNDA ကဘယ်နှ%ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ခွက်ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းခွဲပြီးတော့မှဘယ်တက်ရင်မှမသိနိုင်ပဲဖြစ်နေရပါတယ်အဲ့တော့လူထုအနေနဲ့ဒါတွေကိုများတွန်းအားပေးဖို့လိုပါတယ်ကျွန်တော်တို့ပြည်နယ်စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1စီးလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကိုပုံအောပြီးကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုချိန်နေမှာကတော့စူးစမ်းဆဲဖြစ်နေတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ background တီးတချို့လည်းဒီမှာလာကြတဲ့ဖွဲ့စည်းတီးရဲ့နောက်ခံနေရှိပါလိမ့်မယ်မိဖွဲ့စည်းတွေမိရဲ့ယင်းဒီကြောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီ days ကပါချင်လိုက်ဖြစ်ပါကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ်ကျွန်တော်တို့မှာတက်သိရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်သေးတယ်ဆိုလို့ရှိရင်တော့အစတော့ကျွန်တော်ပြောတဲ့ organization နဲ့ centric အများများနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မအောင်နိုင်သေးတာဖြစ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့တွန်းရမယ်ကျွန်တော်တို့အမြင့်ဆုံးဒီစစ်မိတ်ဆာတွေကိုကျွန်တော်တို့တွေတွန်းလာနိုင်ဖို့ရအတွက်လဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်ကြိုးစားမယ်ဒီနေ့ထိမြေပြင်ခြေနေမှာဆိုလို့ရှိရင်စစ်ကောင်စီကဖရူဆို14ချောင်းထိကိုသူ့ရဲ့စစ်ရိတ်ခါကားတွေအများကြီးရောက်သွားပြီဖြစ်တိလေးလုံးမစခင်ခြေနေကိုပြန်ရောက်သွားတဲ့ခြေနေမျိုးဖြစ်ကျွန်တော်တို့အများကြီးပြန်လှုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်ခြေနေမျိုးရှိနေတယ်အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းအချိန်သာရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်တို့နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရအတွက်အောင်ပွဲတွေအတူတူခံဖို့ရအတွက်